လီစားထွက်ပါပြီမအစားဆိုတော့သူကလက်လော်လေးနဲ့ပဲလှော်ပြီးတော့စားထွက်တာပါဒီတွေကများနေတဲ့ခါကျတော့ထိုင်းလိုမျိုးညာဘက်လေးကိုယ်ပြီးတော့ခံယူအောက်ကနေသွားမယ်တူတယ်ကဲတန်းကသူကဒီဘက်ဘယ်ဘက်ချမ်းနေပတ်ပြီးတော့ဒီ15မိနစ်ဒီမှာစီရတော့နော်ဆက်တင်နဲ့သွားရဆက်တည်ပြီးနှုတ်ပြီးတော့သွားတော့15မိနစ်စီရရန်ဟိုတာရပြီးတော့ရန်ဟိုတာလေချီအားတရားတော့မောင်းတာအရန်မြန်တော့10မိနစ်တည်းနဲ့ရောက်သွားကိုရီပင်ကဦးလေးကြီးရတော့လူကြီးဆိုတော့ဖြင်းနဲ့ပုံမှန်လေးမှာဝင်တော့14မိနစ်15မိနစ်လောက်ကြာပြီးတော့ကောင်းဝင်ချင်းဒီချာလေးကြည့်ပြီးတော့ဒီချာလေးစီးခဲ့ရပါတယ်ရန်ပြောဖို့ကောင်းတယ်ရန်နဲ့တာရပါတယ်ဒီညာနေချင်းဦးတင်သွားတာတော့လုံးဝရန်ထိုက်ပါတယ်သွားဖို့လည်းကြံပြီးပါတယ်ဆက်ကြပါနော်
က
စိတ်ကိုမြင်နေရပါပြီခါတိုင်းဆိုရင်တော့ဒီကို9မိနစ်လောက်စီးပြီးတော့လမ်းကို15မိနစ်လောက်တော့10မိနစ်လောက်တော့ရှာရပါတယ်အခုကတော့ဒီအိမ်သာအရှိနာလောက်ကအင်ကြီးဆိုင်တန်းတွေရဲ့အနောက်မှာလှေရရတာဆိုတော့အများကြီးလမ်းလျှောက်စရာမလိုပါဘူးရမ်းမိုက်တာတဲ့ ဟုတ်ပါပြီ အားလုံးကျေးဇူးတင်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်ဒါရပျော်ရွှင်တဲ့နေ့တွေဖြစ်ကြပါစေဟုတ်ပါပြီတတာ